ဒီနေ့ကိုကတက်ရှိခောက်တွေကိုချက်ပြတော့ဖြစ်ပါတယ်အားလုံးပဲလာလို့စားကြည့်ကြနော်အားလုံးပဲ Happy Chinese New Year ပါဒီနေ့တရုတ်နှစ်တကူကမြင့်နေတဲ့သူ့ရဲ့ energy ကတက်ကြွရဲအားမှန်ရှိရဲ့တရုတ်နှစ်တကူမှာ longevity လို့တဲ့စားရဆိုတာတက်ရှိခြင်းကျန်းမာခြင်းကံကောင်းခြင်းနဲ့ပျော်ရွှင်ခြင်းတွေကိုယူဆောင်လာဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့ဒီနေ့ကတရုတ်နှစ်တကူလည်းဖြစ်တော့တရုတ်မလေးအကြိုက်ခောက်ဆွဲကြောကောင်းလေးဝဲကိုပြောပြမယ်အခုဝယ်လာတဲ့ခောက်ဆွဲလေးတွေကိုရင်းနှီးစုစုနဲ့6မိနစ်ပြုတ်မှာဖြစ်ပါတယ်အခုကတော့ခောက်ဆွဲလေးကိုစီးလေးနဲ့မှာဖြစ်ပါတယ်အသီးရွက်တွေကိုလည်းအစင်းသိမ်းပြီးခတ်ထားလိုက်ပါမယ်။ပဲငံပြားရဲ့ QC နဲ့အနည်းအသာလေးပြေဆုံးသွားအောင်ခနော့ကြက်သားမှုကိုထည့်ပြီးရောဆက်လိုက်ပါမယ်။နှီးထားတဲ့ကြက်သားတွေကိုလည်းခနော့နဲ့နေလိုက်မယ်။ပြီးရင်တော့စီတက်မယ်အသားထည့်ပြီးမီးတင်နဲ့ယူလိုက်မယ်။မီးတင်တဲ့ကြောင့်လည်းအသားလေးတွေကပုံမှန်တော့ပါပေါ့။ခုနကခနော့ကြက်သားမှုနဲ့အရသာဆက်ထားတဲ့အရင်ကိုထည့်ပြီးဆက်ကြော်လိုက်မယ်။နူးအောင်အဖုံးလေးဖုံးလိုက်ပါမယ်။ကဲဒီနေ့တော့အသက်ရှည်ကျမ်းမာသွားပြီဗျာ Year of the Horse ကိုနဲ့အတူစတင်လိုက်ရအောင်နော်